မှန်းထူးရုံကလွဲလို့တယ်ဘာမှမတက်နိုင်နဲ့အေးပေါ့ဘယ်တက်နိုင်မလို့လက်ညောင်းတာကိုမှန်းပြီးတော့ထုရတာဂျူလည်းလက်ညောင်းနေဘာလို့လဲဆိုတော့ဂျူလည်းအကိုကိုမှန်းပြီးတော့ထုနေလို့ရှင်ဘာနဲ့ထုပါလဲဆိုတော့ခဲနဲ့နော်အဲ့ဒီကြောင့်မလို့ဒါတွေခဏထားလိုက်အောင်ဒီမှန်းထူတာတွေဘာတွေရှင်တို့ခဏမမှန်းကြနဲ့ဘာလို့လဲဆိုတော့မနေ့ကဒီ comment ကိုကျွန်မ reply ပြန်တာပေါ့နော်ကျွန်မခေါ်ကဲလေးကိုကော်ကိုင်လိုက်တာနဲ့နော်အဲ့လိုလေးပုံစံလေးပြလိုက်တာနဲ့တွတ်ကကျွန်မကိုဘော်ကန်သွားတယ်ရှင်အဲ့ဒီကြောင့်မလို့ဒီလို comment တွေမမှန်းနဲ့ကျွန်မ video file တွေခဏဖြတ်ခံနေရတယ်ရှင်တို့ကြောင့်လည်းကျွန်မအများကြီးလည်းကျွန်မမပြောရဲဘူးနော်ဘယ်မှာကြောက်လို့ရှင် okay နော်အဲ့ကြောင့်မလို့နော်ဘလို့ပဲထုဘလို့ပဲထုလက်ညောင်းနေရှင်မထူးကြပါနဲ့လို့နော်အားကြီးလည်းပြက်ကုန်ကြပါအောင်မယ်ရှစ်ထုကြရင်ကျမကိုဘာနဲ့ထုမလဲဆိုတော့ဖုန်းနဲ့ထုလိုက်နော်ဖုန်းဝယ်ပြီးတော့ကျမတို့ဖုန်းနဲ့လှမ်းထုလိုက်အဲ့ဆိုတော့ကျမလက်ခံမယ်ကျွန်တော်ဥစ္စာနဲ့ထုရင်တော့လက်မခံဘူးရှစ်โอเคအားလုံးပဲမင်္ဂလာပါအသေးချော်ပဲလို့အများကြီးဒီမှာဂျူးစီမှာဝယ်ထားတဲ့ဖုန်းလေးတွေဂျူးရောင်းတဲ့ဖုန်းလေးကိုစကားရအောင်များဖြစ်ကုန်ပြီဂျူးစီမှာဆိုရင်ဒီဖုန်းလေးကိုမြန်မာငွေ1,800ကျပ်ကိုဒီနေ့မှဝယ်မယ်ဆိုရင်တော့1,800ကျပ်နဲ့ရောင်းပေးမယ်ဖုန်းပြောလိုက်တော့ဂိမ်းစော့အကုန်သုံးလို့ရတယ်ရှစ်အယောင်ကလာခဲပြုခဲမဲဆိုပြီးတော့2ရောင်လေးနဲ့လာမယ်ချစ်ဆုံးရရင်စက်ဂရီမျက်နှာပြင်လေးလက်မကျော်လေးလက်မကွယ်ဝင်းကျင်နဲ့လာမယ် Facebook Viber Messenger YouTube Google TikTok Line WeChat Instagram Telegram ကေပေးဝတ်ပေး CB ပေးအကြိုက်သုံးလို့ရတယ်ရှစ်ဓာတ်ပုံရိုက်မယ် TikTok ဆော့မယ်ဗီဒီယိုဖိုင်တွေရိုက်မယ်စက်ဂရီကျဲတာဖြစ်တဲ့အတွက်အကြိုက်သုံးလို့ရတယ်ဂိမ်းစော့မဲ့တဲလေးတွေ mini game offline game online game အကြိုက်ဆော့လို့ရတယ်အမခံပေးတယ်အာသွင်းကြိုးပေးတယ်ပစ္စည်းအောင်ဝယ်ချင်အိမ်အောင်ဝယ်ချင်နဲ့ပို့ပေးတာဖြစ်တဲ့အတွက်စိတ်ချလက်ချနဲ့ယုံကြည်စွာနဲ့မှာယူအားပေးလို့ရပါတယ်ရှင်လုံးချင်တဲ့မှာချင်တဲ့ကိုတွေမမတွေဂျူရဲ့ဘိုင်ဘာဖုန်းနံပါတ်39944556ကိုဖုန်းဆက်ပြီးတော့လည်းမှာလို့ရတယ်ဘိုင်ဘာတောင်းတဲ့ဆိုရင်လည်းဂျူကို Viber မှာလည်းဆက်သွယ်ပြီးတော့လည်းမှာလို့ရတယ်ရှင်ဂျူရဲ့စက်ခရင်ကျဲမကြိုက်တယ်လက်ပွေပါမကိုင်းချင်ပါတယ်ဆိုတော့ကိုရဲ့အသေးချော်ပဲလော်တွေအတွက်ဂျူကဒီမှာ model iPhone 6နဲ့မိတ်ဆက်ပေးပြစေတူလေးကတော့မြန်မာငွေ9,000လေးမှ8,000ကျပ်စက်ခရင်မျက်နှာပြင်6လက်မကျော်6လက်မကွဲနေလာမယ်အလဲကောင်မှာ fingerprint လက်ပွေရပါမယ် offline အလုံးအတက်ဖုံးပြောလိုက်တော့ဂိမ်းစော့ကြိုက်တဲ့ software application ကြိုက်တဲ့လို့တော့တယ်လီတွေဆင်ပြေတယ်ဓာတ်ပုံရိုက်မလား TikTok ဆော့မလား video file တွေပဲရိုက်မလား screen ကျဲတာဖြစ်တဲ့အတွက်အကြိုက်သုံးလို့ရတယ်ရှစ်ဂိမ်းစော့မဲ့ကိုတွေမမတွေ mini game offline game online game internet game အကြိုက်ဆော့လို့ရပါတယ်အမခံပေးတဲ့အသွင်ချိုးပေးပါတယ်ရှစ်လိုချင်တဲ့ဆိုရင်တော့ Viber လာခဲ့ပေးပါ Viber မသုံးဘူးဆိုရင်လည်းဖုန်းလေးဆက်သွယ်ပြီးတော့လည်းမှာယူလို့ရပါတယ်ဂျူးစီမှာဆိုရင် iPhone 6 Plus 8 Plus 7 Plus အကုန်ရှိပါတယ်ရှစ် Redmi ထဲမှာဆိုရင်ပေါ့နော် Redmi Note 7 2,800 Note 9 Pro 3,800တာလေးလည်းရှိတယ် Vivo လေးဆိုလည်းမြန်မာငွေ1,400ခွဲလေးနဲ့ရပါမယ်လိုချင်တဲ့ဆို Viber လာပါ Viber မသုံးဘူးဆိုရင်လည်းဖုန်းလေးဆက်သွယ်ပြီးတော့လည်းမှာလို့ရပါတယ်ရှင် Okay ပါအားလုံးပဲနော်တက်တာပါရှင်